ဒါက unit ဒီအခန်းလေးကကြတော့ square feet 900ကျော်နဲ့ဖွဲ့စည်းပေးထားတာဆိုတော့ဒီ900ကျော်ကိုဘယ်လိုတွေဖွဲ့စည်းထားလဲဆိုတာဟန်နီနဲ့တူတူလိုက်ကြည့်ကြရအောင်နော်သူကဒီမှာ kitchen ကိုတက်ကလေးလုပ်ပေးထားတာဆိုတော့တချို့တွေလို့ open kitchen လုပ်ထားတယ်ဆိုပေမဲ့ living room နဲ့တွဲမနေဘူး kitchen က kitchen တက်လေးဖြစ်နေတယ်ဆိုတော့ဟန်တို့ဒီမှာ kitchen ကောင်တာလေးရှိမယ်ဆိုတော့ဒီဘက်ကိုသွားမယ်ဒီမှာဆိုရင်သူကဒီပြောမယ်ဆို living room ကိုပေါ့နော်တီးတဲ့ရှောက်လန်းလေးနဲ့ထားပေးထားတယ်ဒီမှာကတော့ common toilet ကလေးစီစဉ်ပေးထားတယ်ဒီလို common toilet စီစဉ်ထားတာလေဟန်နီကတခုကြိုက်တယ်ဘာလို့လဲဆိုတော့ဧည့်သည်တွေပါလာတဲ့အခါကြလို့ရှိရင်လေကိုယ့်ရဲ့အိတ်ခမ်းကိုဖြတ်ပြီးတော့မှဒီ common toilet ကိုပေးသုံးတာမျိုးကြလို့ရှိရင်စိတ်ထဲမှာတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေတော့ဆိုရင်တော့ဒီလိုအရှိမဒီ common toilet ကလေးထားပေးထားတာတော့ပိုကောင်းမယ်လို့ထင်တယ်ဒါက living room လေးပါဆိုတော့ဒီ living room လည်းတော်တော်ကျယ်တယ်အမြဲတမ်း handy mansion လုံးဝမယ်ဆိုလို့ရှိရင်တော့ဒီရဲ့ဒီ ceiling height တွေကအရန်မြင့်တယ်ဆိုတော့ ceiling height မြင့်လို့ရှိရင်ကိုယ့်ရဲ့ lighting ကလည်းလုံးဝ white ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကအခန်းလေးတစ်ခန်းဖြစ်မယ်ဒါက master ခန်းရှင်ဟုတ်ဆိုတော့ဒီ master ခန်းလည်းသူက ceiling တွေပါအကုန်လုံးသေချာစီစဉ်ပေးထားတယ်ပြီးလို့ရှိရင် themes ကလာမတူသတိထားမိလားမသိဘူးဟန်တို့အခုဟိုဘက်မှာသွားတော့ဆိုရင်ဟန်ဒီပြောခဲ့တယ် grey color လေးနဲ့သွားတယ်ဒါကကြတော့နည်းနည်းလေးအယောင်လေးကလွင်လေးနဲ့စမ်းတယ်ပေါ့နော်ဆိုတော့ဒီဟာလေးရှိမယ်ပြီးရင်ဒီ aircon တွေအတွက်ကိုလည်းဟန်တို့သေချာလေးလုပ်ပေးထားတယ်ဒီအခန်းဆိုရင်တော့ aircon တစ်လုံးပါမယ်တကယ်လို့ကိုကထက်ချင်တယ်ဆိုလို့ရှိရင်လည်းဟန်တို့ socket ကလေးနဲ့ထပ်ပြီးတော့စီစဉ်ပေးထားတယ်တကယ်တော့ဒီအခန်းက aircon တစ်လုံးနဲ့ဆိုရင်လည်းလောက်တယ်ဒါက master bedroom အတွက်ကိုသုံးပေးထားတာပေါ့နော်သူလဲ stand shower လေးပဲသုံးထားတာရှင်သူလဲ stand shower သုံးထားတာဆိုတော့မစိုးဒီနေရာလေးဆိုလို့ရှိရင်လဲဒါပေမဲ့ထူးထူးခြားခြားလေးကဒီ master bedroom ကိုပေါ့နော်ကိုရီဒီမှာသုံးနေရင်းနဲ့တီးတန့်သွားဖို့ရဒီနေရာလေးက space တစ်ခုလွတ်နေရယ်ဆိုတော့ maybe ဒီနေရာကျတော့6လောက်တွေပါရေဆိုးမှာဆိုးလို့နဲ့တူပါတယ်ရေဆိုးမှာဆိုးလို့ဒီလိုမျိုးလေးစီစဉ်ပေးထားတာမသိဘူးနောက်ထပ်တစ်ခန်းသွားကြည့်မယ်နောက်ထပ်တစ်ခန်းကကြတော့သူကလေmaybe ကို့မှာခလေးတွေပါလာမယ်ဆိုလို့ရှိရင်လေလူကြီးရင်လည်းတီးတန့်လေးလည်းဖြစ်တယ်သူတို့ရဲ့တီးတန့် lifestyle လေးပေါ့နော်ဖန်တီးလို့ရအောင်လို့အပေါ်ထက်မှာအခန်းလေးတစ်ခန်းစီစဉ်ပေးထားတယ်ဆိုတော့သူကဒီကနေပြီးတော့လေကားနဲ့လေဟိုပေါ်ကအခန်းလေးလည်းတော်တော်လေးကျယ်တယ်ပြောမယ်ဆိုလို့ရှိရင်ခလေး2ယောက်အသားလေးနေလို့ရတဲ့အနေထားမျိုးဆိုတော့အခုနောက်ထပ်တစ်ခုအနေနဲ့ဒီဟာကြတော့ဒါဟန်တို့ရဲ့runner လေးပေါ့နော်ဆိုတော့ဒီဘက်မှာလဲလေမတူတဲ့ view နဲ့မတူတဲ့ vibe ကိုရတယ်ဆိုတော့ဟန်တို့ကတလွှာကို6ခန်းရှိတာဆိုတော့ဟိုဘက်ချမ်းမှာဆိုလို့ရှိရင်ဒီရန်ကင်းပေါက်ဖော်ဘက်ချမ်းကိုမြင်ရတဲ့ view ဆိုတော့တေးအေးဆေးဆေးလေးနေခြင်းတဲ့သူတွေ quiet lifestyle လေးကိုကြိုက်တယ်ဆိုရင်ဟိုဘက်ချမ်းလေးကို choice လုပ်လို့ရတယ်ဒီဘက်ကတော့လမ်းမတိုင်းဖြစ်တဲ့အတွက်ကွယ်လမ်းမကြီးကိုပဲကြည့်ပြီးတော့နေတိုင်းမှာဒီလိုမျိုးလေးကြည့်ပြီးတော့ကိုယ့်ဘာကို idea လေးထုတ်နေမယ်ဆိုလို့ရှိရင်လေဒီ view ကတကယ်ကိုမိုက်တယ်အခုလောင်နေနဲ့အေးနေရဆိုတော့ view ကတော့လုံးဝတကယ်ကိုအလွတ်ကြီးပေါ့နော်ဒါတော့မှဟန်ဒီအခုရောက်နေတာက second floor ဆိုတော့ second floor ရဲ့ဒီ900ကျော် square feet မှာဒီလိုမျိုးလေးဖွဲ့ပြီးစီးပေးထားတယ်ဆိုတော့တကယ်ကိုမှ square feet 1000ကျော်1300ကျော်တွေမှာဘယ်လောက်ထိမိုက်နေမလဲဆိုတာစက်ကြည့်ပေးအောင်နော်